အဲ့ဒါဒီတစ်ခေါက်ကတမျိုးနည်းနည်းဟို2သိန်း3သိန်းလောက်တောင်မရဘူးအဲ့လိုရတာမရဘူးနော်တမတငယ်ချင်းတွေဓာတ်ပေါင်နဲ့မရိုက်နဲ့ဓာတ်ပေါင်မရမင်းချက်တော့မဟုတ်အကောင်မေမေချစ်တဲ့သားကြီးဝေစီရောက်နေပြီစင်ရဒီကနေ့မင်းတော့ပြောမယ်ပြောလားဒီတမျိုးကအကြောင်းတော်ဘက်ကပြည်စုံနေရတိရအောင်ကြာပြီဟိုဟာလေးစိုးစီးလာတော့မကောင်းပါဘူးတည်ပြည်စုံကလေတမိစီကဟိုသူဂိမ်းဆော့အားဆိုတာပဲအားလေးပတ်ဆက်ချီးရလေပတ်ဆက်အရင်တော့ကတော့အလိုတစ်လပုံမှန်တိုင်းကျင်းမြန်ဆက်တယ်ကြီးအခုကြာလေးမဆက်တာ2လကျော်လောက်ရှိပြီအခုကြာတမိဖုန်းတွေကိုလည်းဘလော့ထားတယ်လိုင်းမောက်ကြလဲစကားပြောလို့မရဘူးဘလော့ထားဆိုတော့အားလေးတမိစီမှာလေအခုကအတူရောအရင်ရောဆိုလို့ရှိရင်လေဟိုဟာလောက်ရှိပြီ30ကျော်20လောက်ရှိနေပြီကြီးတမိကလည်းအခုကအိမ်ကလည်းတိသွားပြီဆိုတော့လေအားလေးကြီးကိုအစင်ပြေမလားလို့တမျိုးလေရသလောက်ကြီးရှားပြပါလားတမီးကလည်းအဝေးရလာတာမဟုတ်လို့တမီးကဟိုကျောင်းတော်ဘက်က20ကျော်ကဘလောက်လောက်ပြောတာ20ကျော်ဆိုကြတော့ဟိုတီးကြတော့မဟုတ်ဘူးအဒီဟိုပေါ့20အတိုးမပါသေးအရင်ကြီးရပဲဆိုရင်ကိုပဲ20လောက်ရှိနေပြီအားလေတမျိုးလေးဒီနေ့လောက်ရသလောက်ကြီးရှားပြပါတာကြီးအဲ့ဆိုရင်ဒီလောက်ကောင်ဆိုင်ရအောင်နော်တမီးကလေအဲ့ဒီဟိုဟာလေးဒီတစ်ခေါက်ပြန်ရင်လေဒီပတ်ချက်ကပါမဖြစ်မှာဆိုကြလေပါမဖြစ်မှာဆိုလို့ကတော့အဲ့လိုကြီးချက်ချင်းတော့မရဘူးဒီလကောင်ရုံလေးတော့နေလိုက်နော်ဒီဘလောက်လောက်ပေးလိုက်နေမသိဘူးဒီလကောင်ဆိုတမျိုးဘလောက်လောက်လုပ်ပေးနိုင်လဲမသိဘူးတမီးကလည်းအိမ်ကိုပြောရမှာလေအကျေးပေးမယ်20နဲ့ဘလောက်တော့အကျေးပေးလိုက်မယ်ဟုတ်နော်ဒီလကောင်အောင်တော့ဆိုင်အောင်နော်အဲ့ဒါဒီတစ်ခေါက်ကတမျိုးနည်းနည်းဟို2သိန်း3သိန်းလောက်တောင်မရဘူးအဲ့လိုရတာမရဘူးနော်တမီးတငယ်ချင်းတွေဓာတ်ပေါင်နဲ့မရိုက်နဲ့ဓာတ်ပေါင်မရမင်းချက်တော့မဟုတ်အကောင်ပြမရိုက်နဲ့ဓာတ်ပေါင်လေးလိုင်းမမတင်ပါဘူးလိုင်းမတင်တယ်မရိုက်နဲ့တငယ်ချင်းတွေခေါ်လာတာကြီးခေါ်လာလဲရစီရမယ်နော်အဲ့အဟွာတော့မပူနဲ့နော်ဟုတ်ကဲ့နော်စိတ်ချလက်ချနေဟုတ်ဒီလောက်ကောင်ဖြစ်အောင်လုပ်ပေးမယ်ဟုတ်အဲ့ဒါဒီလောက်ကောင်ကြီးတမီးတစ်ခေါက်လာအောင်ပါလားကြီးအဲ့ဒီနာမည်တွေဖုန်းနံပါတ်တွေပေးလိုက်လွှဲပေးလိုက်မယ်ဟုတ်စိတ်ချလည်းဒီများဆက်တယ်နဲ့ရောက်ဆက်မှာပေါ့မေတာနာမမပြတ်ပါဘူးမလဲကျမတို့အမွေလည်းမယူပါဘူးအမေလည်းရောင်းဆက်မှာပေါ့မလဲအမေရလေဓာတ်ပေါင်းနဲ့မညာနဲ့အမေရလေဘာပေးမှာမပူနဲ့ဒီလားကောင်လုံးဒီဆိုင်မေဟိုတမင်္ဂလာချစ်လို့ကြည်စားနေတာအမေရဒါနဲ့မလို့အဲ့ဒါယောဂတော့ရင်ကူဝပေးကြရမှာနော်အမေရအမေကြီးမနေလားကြီးအမေတော့မတော်နံပါတ်မကဘူးတဲ့ဆက်မှာပါလက်ကြီးတောင်းလာလို့ကြလို့တော့တယ်ဆုံးမမမဲလို့ဘာလို့ကြည့်အောင်လဲsurprise ပါတယ် surprise ရလေးဆွဲကြည့်အောင်အဲ့လေးဆွဲကြည့်လိုက်ရလေးဆွဲကြည့်အောင်နော်နော်မရလာကောသားနဲ့အဖေဖြစ်မှာဆိုတော့နော်ဒါလေးအကြည့်လာတဲ့တစ်ဆက်ဒီပါလွှဲလာလွှဲပါတယ်တအားနဲ့သူကနာဝင်ကျေတယ်နော်သူ့အတွက်နဲ့ကောင်းသွားတော့လေတော့ရအပြစ်မယူဘူးနော်အပြစ်မယူဒါကြီးကြီးရဲ့69နှစ်ပြည့်မှာကြီးကြီးရဲ့သားလေးက surprise လေးရပါတော့မလေးစိတ်ကလေးနဲ့ဟုတ်ပါသမင်းချန်ကနဲ့ဆိုတော့ဒီကတကယ်ကိုဟိုပြစ်သွားတယ်လားလို့ပေါ့နော်来来来，哎，那你家在哪里买的呀？哎，这哪里来的？我ပြစ်တယ်ပါလေညညအမဖြစ်နေလားလို့သိချင်အဲ့ဒါကတော့ဘာလို့ပါနေလို့ပြောလိုက်လားပါအမေရဲ့အဝေးမှာရောက်နေတော့တဲ့အမေချက်ကျွေးနေကြဟင်းလေးတွေတောင်မစားရတာကြာပြီတဲ့သားတဲ့ရွယ်ချက်တည်ပြည့်တဲ့တနေ့တော့တဲ့အမေအိမ်လေးကိုပြန်လာမှာပါမေးတဲ့အမေစီကနေလက်ပြန်တောင်းတဲ့အချိန်ကနေတဲ့အခုဆိုတဲ့အမေလိုချင်တာအမေလုပ်ချင်တာတွေလုပ်ပေးနိုင်တဲ့အချိန်ရောက်နေပြီတဲ့အမေဖြစ်ရှင်နေတဲ့အရာတို့ထပ်ပြီးလုပ်ပေးနိုင်အောင်ဒါကြိုးစားနေပါတယ်အမေရဲ့ဒါလည်းဘူးပဲလုပ်ပေးတာတဲ့အမေလက်ပြန်လာတဲ့အချိန်ဒီစောင့်ပေးပါအောင်နော်တဲ့တားကိုယ်တိုင်းနဲ့ဝေးရှာနိုင်တဲ့အချိန်ရောက်မှာတဲ့အဖေရဲ့အတွက်ဘာမှမလုပ်ပေးနိုင်တော့တဲ့အတွက်လဲတဲ့တောင်းမှမှာတဲ့အမေသားအထွေးဆုံးလေးလိမ္မာနေပါပြီအမေကိုတဲ့ချစ်တယ်လို့တဲ့တစ်ခါမှမပြောဘူးမမေတဲ့
နေပေါ်မှာနေသားငယ်ဆုံးလေးအများကြီးရှိတာပါမေးအားတွဲတဲ့ဘာမှမလိုအပ်ပါဘူးမေးတားပြန်လာတဲ့အချိန်ကြီးတဲ့စောင့်နေပင်ရပါပြီအမေတော့အမှားသားလေးရေးပေးထားပါတယ်ဒီနိုင်မှာဒီငွေနဲ့ဆင်းလောက်ပြရတဲ့ဘာအထွေးဆုံးလေးလဲကြောင်းမလို့ချမ်းသာပြီးတော့ကြားနိုင်အောင်လို့ဆောင်းနိုင်ရပြီးတော့ခလုံးထီဆွေးနွေးပါစနဲ့တခြားဘာလေးပြောချင်သေးလဲကြီး ဒီစပရက်ခေဝါဘူး လေးဘာမအောင်ပြောနေ အမြဲတမ်းရာသက်ပံကြမ်းကြမ်းမှချမ်းချမ်းသာတာနဲ့အမြဲတမ်းမှန်ကန်သောလမ်းလေးကိုစောင့်နိုင်ပါစေ ရိတ်ကလေးလေးက အဲ့ဒါကျွန်တော်ပေးလိုက်တော့တရားနဲ့ပြောတာစားနေမထင်းတော့ဟိုကမိကကလေးယူပေးဒီရှိရမှာဒါလေးတင်မလားဒီခွဲလုံးလေးတော့ဖြစ်မှာတိုက်ဒီတိုင်းမဲ့ထောလိုက်မှာညာပြီတဲ့မေးရ Happy birthday အဲ့ဒီလိုက်ထုတ်ပေးဦးတော့မဘေးကလာပါဘေးကလာအဖွားဘေးကလာပါတော်ဝမ်းလို့အဖွားဘေးလာအဖွားဘေးလာတပြည့်ရိုက်ပြီးသုံးပေးမယ်လာပါအဖွားဘေးကအဖွားဘေးကနည်းနည်းလာလိုက်လေလာပါ Happy birthday အဲ့ဒီပဲလေလို့လာမမောလာလာမနဲ့လာလူငယ်လေးလာကလေးဖဲဟွာမြေကြီးကြီးခွန်ကြွေးလာ